ဒီကနေပြီးတော့မှမြန်မာနိုင်ငံဖုံးပေလမ်းထည့်မယ်ဆိုရင်1000 3ချက်ကျော်လောက်ကျတယ်ဗျာ3ချက်ခွဲကျတယ်မတန်ဘူးလို့ပြောလို့ရတယ်ဗျာဒီနေ့မှာတော့ Manchester Money ရဲ့ဒါကျွန်တော်အလုံးလုံးပုံနဲ့ Green Down ပေါ့နော်အသုံးပြုပုံလေးတွေကိုကျွန်တော်မျှဝေပေးသွားခြင်းပါတယ်တချို့ကကြတော့လဲကျွန်တော်လာမေးထားတယ်ဒါကျွန်တော်တို့မြန်မာနိုင်ငံကိုပေါ့နော်ဖုံးပေဘယ်လိုထည့်ရလဲပေါ့နော်ဒီနီးလန်းလေးတွေပေါ့နော်ဒီနိုင်ငံကတ်တူကတ်ဘယ်လိုလွှဲရလဲဒါလေးတွေကိုကျွန်တော်ပြပေးပါမယ်ကျွန်တော်တို့ဒါ Manchester software ရဲ့ရောက်ပြီဆိုတာနဲ့ပေါ့နော်ဒီမှာဖုံးပေထည့်မယ်ဆိုလို့ရှိရင်တော့ဒီကောင်လေးပေါ့နော် reload ဆိုတဲ့နေရာလေးပေါ့နော်နှိမ့်လိုက်မယ်ဆိုလို့ရှိရင်အပေါ်မှာပေါ့နော်ဒါနိုင်ငံရွေးထားတယ်ဒါမလေးရှားဆိုလို့ရှိရင်ဒီနိုင်ငံအတွင်းထဲရပေါ့နော်ကျွန်တော်တို့ဖုံးပေလွယ်တကူထည့်တာပေါ့နော်ကျွန်တော်တို့ထည့်လိုက်မယ်ဖုန်းနံပါတ်တစ်ခုထည့်လိုက်ပြီးတော့မှ continue နှိမ့်လိုက်မယ်ဆိုလို့ရှိရင်သူကဒီမှာအောက်မှာပြပေးထားရပေါ့နော်ဒီမှာသူကစင်ကတ်ရဲ့နာမည်ဒါဒီအောက်မှာထည့်လို့ရတဲ့ဟာလေးပေါ့နော်အကုန်ပြပေးထားပါတယ်ဒါလေးကတော့ကျွန်တော်တို့ဒီနိုင်ငံအတွင်းပေါ့နော်ဖုန်းပေထည့်တာပါဒါစားဖိတ်ကလုံးဝမပေးစရာမလိုပေါ့နော် free ပါနောက်ထပ်တစ်ခုပေါ့နော်ကျွန်တော်တို့မြန်မာနိုင်ငံကိုဖုန်းပေထည့်မယ်ဆိုလို့ရှိရင်ဒီညမှာပေါ့နော်မြန်မာနိုင်ငံရဲ့ကတ်ပေါ့နော်ဒါဖုန်းနံပါတ်လေးဒါရိုက်ထည့်လိုက်မယ်အဲ့တော့ကျွန်တော်တို့မြန်မာနိုင်ငံဖုန်းနံပါတ်လေးကိုရိုက်ထည့်လိုက်တာ ਨੇ ပေါ့နော်ဒီအောက်မှာပြပေးလာတယ်သူကဘာကတ်ဆိုပြီးတော့မှဒီမှာပေါ့နော်ဒါဆိုလို့ရှိရင်အတန်ပေါ့နော်အတန်မြန်မာဆိုပြီးမှပြပေးထားတယ်1000ထည့်လို့ရှိရင်ပေါ့နော်ကျွန်တော်တို့ ringgit 3ချက်နဲ့မှပြ90ကျတယ်ဒါကျွန်တော်တို့စားဖိတ်ခါကိုပေါ့နော်ယူထားတာဆိုတော့ဒီထက်ကနေပြီးတော့မှမြန်မာနိုင်ငံဖုန်းပေလမ်းထည့်မယ်ဆိုရင်1000 3ချက်ကျော်လောက်ကျတယ်ဗျာ3ချက်ခွဲကျတယ်မတန်ဘူးလို့ပြောလို့ရတယ်ဗျာများတယ်ပေါ့နော်ကျွန်တော်တို့အနေနဲ့ဒါ KB ကောက်တွေရှိတယ်ဝေးကောက်တွေရှိတယ်ဆိုရင်အဲ့ထဲကိုပတ်ဆက်ထည့်ပြီးတော့မှကိုယ်နိုင်ငံဒါမြန်မာနိုင်ငံလူတွေကိုဖုံးပေထည့်ပေးမယ်ဆိုရင်တော့ဒါတန်တယ်လို့ပြောလို့ရတယ်ပေါ့နော်ဒါလေးကဖုံးပေထည့်တဲ့နည်းလေးပါပြီးရင်ကျွန်တော်ပြန်ထွက်လိုက်မယ်ပေါ့နော်ပြီးရင်တော့ဒီမှာပေါ့နော် drain down ပေါ့နော် drain down ကဘာတွေလုပ်လို့ရလဲဆိုတော့ဒီစကန်နဲ့ကျွန်တော်တို့ဈေးဝယ်ရင်ဒါစကန်ဖတ်လို့ရတယ်အားလုံးသိရပေါ့နော်နောက်တစ်ခုဒါ drain down ကနေပြီးတော့မှကျွန်တော်တို့ဘဏ်အကောင့်တွေပေါ့နော်ကျွန်တော်တို့ဘဏ်အကောင့်တွေကိုဒါပတ်ဆက်လွှဲလို့ရပါတယ်ဒီနိုင်ငံထဲမှာ local ဘဏ်တော်တော်များများပေါ့နော်အကုန်လုံးဒီပါကိုဒီ drain down တွေကနေပြီးတော့မှအကောင့်နံပါတ်သိတာနဲ့ကျွန်တော်တို့ပတ်ဆက်တွေပေါ့နော်လှမ်းပြီးတော့မှလွှဲလို့ရပါတယ်ဒါဆိုရင်ကျွန်တော်အပေါ်မှာအဘန်ကောက်ဆိုတာကိုရွေးမယ်ဒါဥပမာပေါ့ပြပေးထားတာပေါ့နော်ဒီနေရာမှာဆိုလို့ရှိရင်ဒါမေဘန်ဖြစ်ဖြစ် RIB ဘန်ဖြစ်ဖြစ်ပေါ့နော်ဒါတွေထည့်ရတယ်ဒီအောက်မှာဆိုရင်ဒါဘန်နံပါတ်ပေါ့နော်ကျွန်တော်အကောင့်နံပါတ်ကိုထည့်ရတယ်ဒီဆက်လက်နေရာမှာကျတော့ကျွန်တော်အပေါ်ဆုံးကပေါ့နော်ဒါဘန် transfer ဆိုတာဟာလေးကိုရွေးပေးရမယ်ဒီနေရာကျတော့ကျွန်တော်လွှဲမဲ့ ringgit အမောက်ပေါ့နော်ဒါလေးတွေကိုထည့်ပေးရတာပါလေဒါကျွန်တော်ပြပေးတာပေါ့နော်နောက်တစ်ခုအနေနဲ့ဒါကတ်တူကတ်ပေါ့နော်ကတ်တူကတ်ကကြတော့ကျွန်တော်တို့ဒီမှာပေါ့နော်ဒီနိုင်ငံထဲမှာကျွန်တော်တို့ Manchester ဖွင့်ထားတဲ့သူအချင်းချင်းပေါ့နော်အလွယ်တကူလွှဲလို့ရတယ်ကတ်တူကတ်လွှဲမယ်ဆိုရင်ကျွန်တော်တို့ကဒီမှာဖုန်းနံပါတ်ရိုက်ထည့်လိုက်တာ ਨੇ ပေါ့နော်ဒါသူတို့ရဲ့နာမည်နဲ့တစ်ခါလေးကြာလာမှာဖြစ်ပါတယ်ကျွန်တော်ဖုန်းနံပါတ်ထည့်ပြီးတော့ continue နှိပ်လိုက်မယ်ဆိုလို့ရှိရင်ဒါဆို Manchester ဖွင့်ထားတဲ့သူရဲ့နာမည်ပါတစ်ခါလေးပေါ်လာတယ်ပေါ့နော်ဒီနေရာမှာကျွန်တော်တို့ဒါလွှဲကျင်တဲ့အမောက်ကိုရွေးလိုက်အောင်ပဲရွေးပြီးတော့မှကျွန်တော်လွှဲလိုက်မယ်ဆိုလို့ရှိရင်အလွယ်တကူပဲပေါ့နော်ဒါလွှဲလို့ရမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဒါကျွန်တော်တို့လွှဲကလုံးဝမယူဘူးဒီမှာ service free နဲ့ပေးထားတယ်အချင်းချင်းကတ်တူကတ်လွှဲရအရန်မြန်ပါတယ်ဒါလေးကဒါ continue နှိပ်လိုက်တာနဲ့ကျွန်တော်လွှဲပြီးသားဖြစ်ပြီပေါ့နော်ဒါလေးကတော့ဒါကျွန်တော်အခုပေါ့နော် Manchester ကဲdrain down အသုံးပြုပုံနဲ့ဒါဖုန်းပေထည့်တဲ့ဟာလေးတွေကိုကျွန်တော် sharing လုပ်ပေးတာပါပြီးတော့မှကျွန်တော်တို့ပေါ့နော်ဖုန်းတစ်ခုနဲ့တစ်ခုပေါ့နော်ဖုန်းဟောင်းထဲမှာအကောင့်တစ်ခုထည့်ထားပြီးတော့မှကျွန်တော်တို့အကောင့်အသစ်ကိုပြောင်းမယ်ဆိုလို့ရှိရင်ဒါကျွန်တော်တို့ဖုန်းဟောင်းထဲကဒီအကောင့်ကို log out လုပ်ရပါတယ်ဒါမှမဟုတ်ရင်ကျွန်တော်တို့ဘဏ်ကိုဖုန်းဆက်ပြီးတော့မှကျွန်တော်တို့အသစ်ဝင်မဲ့ပေါ့နော်ဖုန်းရဲ့ model ကိုပေါ့နော်ဒါပြောပြလိုက်ပြီးတော့မှကျွန်တော်တို့ဒီလိုမျိုးဖုန်းတစ်ခုနဲ့တစ်ခုချိန်လို့ရပါတယ်ဒါလေးကလည်းကျွန်တော်တို့ comment မှာတောက်လျှောက်ပေါ့နော်အမေးများဆုံးဖြစ်လို့ဒါပြောပြပေးတာဖြစ်ပါတယ် Manchester ကတ်တယ်မဟုတ်ဘူးကျွန်တော်တို့ RIB mobile banking နေဆိုလို့ရှိရင်လည်းကျွန်တော်တို့ဖုန်းတစ်လုံးနဲ့တစ်လုံးပြောင်းမယ်ဆိုလို့ရှိရင်ဒါ RIB mobile banking ဖွင့်ထားပြီးသားအဟောင်းကကျွန်တော်တို့ log out လုပ်ပေးရပါတယ်ဒါမှကျွန်တော်တို့နောက်ထပ်ဖုန်းအသစ်မှာပေါ့နော်ပြန်ပြီးတော့မှသုံးလို့ရမှာဖြစ်ပါတယ်ဗျဒါလေးကတော့ဒါဒီနေ့ကျွန်တော်ကို Manchester ပေါ့နော်ဒါ drain down နဲ့ပတ်သက်တဲ့ဟာလေးတွေကျွန်တော်ကဖုန်းမေထည့်တဲ့ဟာလေးတွေကိုပြန်ပြီးတော့မှ sharing လုပ်ပေးတာဖြစ်ပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကဇင်ကြီးပါနောက်ထပ်ပေါ့နော်သိချင်တဲ့အကြောင်းအရာလေးရှိရင် comment မှာမေးခဲ့ပေးလို့ရပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ဗျ